ဗုဒ္ဓဘာသာ၅မျိုးတည်းကတတ္တတိကဗုဒ္ဓဘာသာဆိုတာကတော့တတ္တတရားကိုအရင်ခံပါတယ်တတ္တတရားဆိုတာယုံကြည်ချက်ပါဖရာတရားတန်ခါကိုတကယ်သက်ဝင်ယုံကြည်တာကိုခေါ်ပါတယ်ဖရာတရားတန်ခါကိုယုံကြည်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်ယုံကြည်တဲ့တမ္မာတတ္တာနဲ့မမယုံယုံကြည်တဲ့မိစ္ဆာတတ္တာဆိုပြီးနှမျိုးရှိပါတယ်တမ္မာတတ္တာဆိုတဲ့မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာကတော့သစ္စာတရားသိတော်မူတဲ့မြတ်စွာဘုရားမှာဝိနည်းတတ္တဝါတွေကိုသူသိတဲ့ကဲ့သို့မေတ္တာကရုဏာတော်ပြည့်နေသစ္စာလေးချက်အနက်ကိုဟောကြားတော်မူခဲ့ပါတယ်ဒီတရားတော်နဲ့တွေကိုပိုင်နိုင်တည်တော်မူသွားကြတဲ့အရိယာသူတော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်ဆံသွားကြပါလေနိဗ္ဗာန်ဆိုတာအိုနာတည်လွတ်ရပါအတည်လွတ်ရကြတယ်လို့မြတ်စွာဘုရားကိုကိုးကွယ်ပါ၏ဆိုတဲ့ယုံကြည်ချက်ဟာမှန်သောယုံကြည်ချက်ဖြစ်ပါတယ်တရားတော်ကိုဘာကြောင့်ကိုးကွယ်ရတယ်မြတ်စွာဘုရားဟောတော်မူခဲ့တဲ့တရားတော်ကိုကြိုးစားမယုံပွားများအားထုတ်လိုက်လို့တရားလမ်းကြောင်းအတိုင်းမဂ္ဂင်လမ်းအတိုင်းသာလျှောက်သွားရင်နိဗ္ဗာန်ကိုရောက်ပါမယ်အဲ့ဒီအတည်လွတ်ရာကိုပို့ဆောင်တာဟာတရားကပို့ဆောင်တာပါပုဂ္ဂိုလ်ကပို့ဆောင်တာမဟုတ်ပါဘူးတရားတော်ကိုမှန်သောယုံကြည်မှုအဲ့ဒီတရားတွေကိုမကွယ်မပြောက်သေးတာဘယ်သူကျေးဇူးပါလဲဆိုရင်တန်ဃာတွေရဲ့ကျေးဇူးပါဘုရားရှင်ဟောကြားတော်မူသောဓမ္မခဏပေါင်း8400တောဝိနည်းအဘိဓမ္မာတရားဒီတရားတွေကိုတန်ဃာတော်တွေကစောင့်ရှောက်ထားတာပါဗိဓိကသုံးပုံကိုလည်းတန်ဃာတော်တွေကစောင့်ရှောက်ထားတာပါဒါကြောင့်တန်ဃာတော်တွေကိုယုံကြည်မှုဖြစ်ပါတယ်ဒါတွေကစေတနာမြတ်သုံးပါးကိုမှန်မှန်ကန်ကန်ယုံကြည်တဲ့တမ္မာတတ္တာယုံကြည်မှုဖြစ်ပါတယ်မိစ္ဆာတတ္တာယုံကြည်မှုကတော့လက်လာဘပေါ်တယ်အန္တရာယ်ကင်းတယ်ဆိုပြီးကိုယ်ွယ်ယုံကြည်နေတာဟာမိစ္ဆာတတ္တာပါလက်လာဘပေါ်တယ်ဆိုတဲ့လာဘဗုဒ္ဓဘာသာယုံကြည်ချက်အန္တရာယ်ကင်းအောင်ဆိုပြီးဘုရားဗုဒ္ဓဘာသာတွေရဲ့ယုံကြည်မှုဗုဒ္ဓရဲ့ဂုဏ်တော်ကိုဘာမှနားမလဲပဲသူများဥတိုက်လို့သာဥတိုက်ရတယ်ကုလဗုဒ္ဓဘာသာတွေရဲ့ယုံကြည်မှုဒါတွေကမိစ္ဆာတတ္တာတွေပါအသေးလွတ်ရာလမ်းကိုပြတယ်လို့အသေးလွတ်ရာကိုပို့ဆောင်နိုင်လို့အသေးလွတ်ရာတရားကိုစောင့်ထားနိုင်လို့ယရဏသုံးပါးကိုကိုးကွယ်ပါ၏ဆိုတဲ့တမ္မာတတ္တာအနှစ်သာရမရှိတာကိုမရှိဘူးလို့သိတယ်အနှစ်သာရရှိတာကိုရှိတယ်လို့သိတယ်မှားတာကိုမှားတယ်လို့သိတယ်မှန်တာကိုမှန်တယ်လို့သိတယ်အဲ့ဒီလိုသိတဲ့အပြင်အမှားလမ်းကိုရှောင်အမှန်လမ်းကိုဆောင်တတ်တဲ့တမ္မာတတ္တာရှိတဲ့သူတွေဆိုတာတတ္တတိကဗုဒ္ဓဘာသာဝင်တွေပါ